တိုတိုရန်ကခင်စားကဒီရခိုးကြီးမှာဆိုလို့ခေါ်တဲ့ရေခဲတုံးပွဲတော့ဗောနော်ဒီရေခဲတုံးလေးချထားတာဗောနော်ညရဒီလိုပူတဲ့အချိန်မှာပဲလောက်တာဗောနော်နှစ်တိုင်းလောက်တယ်ဒီမှာအဲ့ရန်ကခင်စားနာမှာနေလာတာ3နှစ်နီးပါးရှိရောမယ်ဗောနော်3နှစ်လုံးလုံးတစ်ခါမှအဲ့မှာဆိုလို့မသွားပြဘူးအလုံးမအားရတယ်ဗောနော်သူကလေအဲ့ရေခဲတုံးတွေထဲမှာဗောနော်အယုတ်ကလေးထည့်ပေးထားတာဗောနော်အဲ့ဒါကိုဒီရေပြုတ်သေးသေးလေးတွေနဲ့ရေထည့်ပြီးတော့ရေပတ်ရင်းနေဗောနော်အဲ့လိုအယုတ်ကလေးကိုယူရတာကွာကလေးတွေအရန်စော့ကြတယ်အဲ့လိုမျိုးရေခဲတုံးတွေကလည်းဒီလမ်းတစ်လျှောက်မှာ3တုံးလား4တုံးလားမသိဘူးထားပေးထားရပေါ့နော်အဲ့တော့အဲ့လိုမျိုးအများကြီးပဲယူနေကြတာကွာအရန်စူးစမ်းပန်းစားနေကိုယူကြတယ်ကလေးတွေဆိုလို့ရှိရင်ကြည်လိုက်မျက်နှာတွေကိုလေးနီးရဲတွတ်ပြီးတော့သူတွေဆိုလို့ရှိရင်တော်တော်စူးစမ်းပန်းစားယူနေကြတယ်အမကျမကောင်လေးကိုကြည့်လိုက်တော့လုံးဝအမခလေးနဲ့အတင်းတိုးဝေပြီးတော့ရအောင်ယူတာပေါ့နော်သူတရုတ်ရဖို့တော်တော်လေးကြာရပေါ့နော်ဘာလို့ဆိုနေရလဲအရန်ပူတော့လေတအားလဲပင်ပန်းတယ်ကွာသိလားရှီပြုတ်ကလည်းတိတိလေးဆိုတော့ခါကြတော့လေအဲ့လိုမျိုးရီနည်းနည်းလေးပဲဆန်တယ်ကွာအမကြီးတရုတ်ပဲယူမယ်ဆိုပြီးယူပြီးတာကျမကောင်လေးကမှ10ရိုးလောက်ရသွားတယ်နင်းတော့မဟုတ်ဘူးပြောတော့ပြောရန်ကောက်နေပေါ့နော်